ဘူးတန်းစဉ်ရိုးရလက်ဝဲကျိုးဝိုင်းပေါ်ပြန်ရောက်လာပြီအဲ့ဒီမှာတူးတဲ့ရိုးရလက်ဝဲမှာတော့ကျိုးဝိုင်းတစ်ပါးပိုရင်းတဲ့ပွဲလဲပိုမြတ်မြတ်ကစားထားတာများအဲမှုနေရင်ဆိုင်ရမယ်အဲ့တော့နှစ်ယောက်လုံးရဲ့အနေထားကသူတို့တွေ reform ပြန်လုံးနိုင်မလားတကြောပြန်လာနိုင်မလားကံဘက်ပြန်လာနိုင်မလားဆိုတော့ဒီပွဲကနေစပြီးတော့ဟိုအဖြေထုတ်ပေးသွားမယ်လို့ထင်တယ်အဲ့တော့ကိုကတော့ဒီပွဲကိုစိတ်ဝင်စားမိတယ်ဒီအဲမှုဆိုဝမ်းမှာပွဲမထိုးပြတော့တာတော်တော်ကြာသွားပြီအဲ့နေထားကနေဒီပြည်တွင်ပွဲတွေပြန်ထိုးတယ်ပြည်တွင်မှာဆိုတော့အဲမှုရဲ့တောက်လျှောက်ပွဲတွေထိုးနေစူပါရေချမ်းတို့မင်းထက်အောင်တို့စောမမင်းတို့လည်းထိုးတယ်နောက်ထိုင်းနေပါနေလေရိုးရလက်ဝဲထိုးတာမျိုးတွေရှိတယ်တန်းစင်ကတော့ပြီးခဲ့တဲ့၄လပိုင်းဧပြီလအထိဝမ်းမှာထိုးထားတယ်အဲ့ဒီဂျားထဲမှာသူတောက်လျှောက်ပြည်တွင်ပွဲတွေနဲ့ဝေးနေတာနဲ့ပြည်တွင်ရိုးရလက်ဝဲကျိုးဝိုင်းစင်မြင့်ပေါ်ကိုတကြောပြန်ရောက်လာတာသူတို့ရဲ့ဝမ်းမှာကစားခဲ့တဲ့အနေထားကိုကြည့်နေသူတို့ flyweight တန်း135ပေါင်နဲ့ကီလိုနဲ့ဆိုရင်လည်း61ဝန်းကျင်လောက်ပဲအဲ့ဒီဟာနဲ့နေဆက်တဲ့ဝိတ်တန်းတစ်ခုမှာပြန်ပြီးတော့ရင်ဆိုင်ကြရမှာအားလုံးပဲမင်္ဂလာပါ House of Warrior ကနေပြီးကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးခြင်းတဲ့အစီအစဉ်ကတော့ဒါကျွန်တော်တို့လာမဲ့9ရက်နေ့ပေါ့နော်10လပိုင်း9ရက်နေ့ရန်ကုန်မြို့တိမ်ဖြူအားကစားရုံမှာရှင်ပြိုင်ကျင်းပမဲ့ MLWC ပြိုင်ပွဲတွေက60ကီလိုတန်းတွဲဆိုင်ဒီဇိုင်းဖြစ်တဲ့တန်းစင်နဲ့အဲမီလိုရဲ့တွဲဆိုင်အကြောင်းပွဲကြိုသုံးသပ်ချက်အနေနဲ့ကျွန်တော်တို့ကိုစိုးညီတို့နဲ့ပူးပေါင်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါကီလိုတော့60ကီလိုပေါ့နော်ဒီအဲမီအကညောနဲ့ဒါကျွန်တော်တို့တန်းစင် Python တာဝန် AR ပေါ့နော်အဲ့က fighter 2ယောက်တွေ့ပါ2ယောက်စလုံးကတော့မြန်မာရွေးလော်ဝေးပရိသတ်တွေတီးပြီးသားပဲဂျိုးရပွဲတွေးကြုံလဲများသလို1 championship မှာတွားရောက်ရှင်ပြိုင်ဘူးအတွေ့အကြုံချင်းလဲတူညီရလို့ဆိုနိုင်တယ်လက်ရှိမှာ60ကီလိုရန်ကပေါ့နော်ဒီတွဲဆိုင်ကိုကဘယ်လိုပြောရမလဲပရိသတ်အများကြီးမျှော်လင့်ထားတဲ့တွဲဆိုင်ရလို့တော့မသက်မှတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တွေ့လာတော့လဲချီကောင်းမှပဲဆိုတော့စိတ်မျိုးပြီးစိတ်ဝင်စားစရာအကြောင်းအရာတွေလဲတွားပြီးတော့တွေ့ရတယ်အဲ့တော့ဒီတွဲဆိုင်နဲ့ပတ်သက်တဲ့အခုရဲ့ခံစားချက်ကိုအရင်မေးချင်တယ်ဒီအားတော့နှစ်ယောက်လုံးကတော့1 championship ပြန်နေပေါ့တယောက်က1 championship မှာ9ပွဲထိုးထားတယ်အဲတန်းစင်ဆိုအဲမှုရ6ပွဲထိုးထားတယ်အဲတူညီတဲ့အချက်တစ်ချက်ကတန်းစင်ကလည်း1မှာ2ပွဲပဲနိုင်တယ်အဲမှုဒီလည်း2ပွဲပဲနိုင်တယ်တစ်ချိန်ကတော့သူတို့တော်တော် height ဖြစ်ခဲ့တဲ့ကစားသမားတွေ1မှာအဲ့လိုအနေထားကနေဒီအဲမှုဆို1မှာပွဲမထိုးပြတော့တာတော်တော်ကြာသွားပြီအဲ့အနေထားကနေဒီပြည်တွင်ပွဲတွေပြန်ထိုးတယ်ပြည်တွင်မှာဆိုတော့အဲမှုရတောက်လျှောက်ပွဲတွေထိုးနေစူပါရေချမ်းတို့မင်းထက်အောင်တို့စောမမင်းတို့လည်းထိုးတယ်နောက်ထိုင်းနေပါနေလေရိုးရလက်ဝဲထိုးတာမျိုးတွေရှိတယ်တန်းစင်ကတော့ပြီးခဲ့တဲ့၄လပိုင်းဧပြီလအထိဝမ်းမှာထိုးထားတယ်အဲ့ဒီဂျားထဲမှာသူတောက်လျှောက်ပြည်တွင်ပွဲတွေနဲ့ဝေးနေတာနဲ့ပြည်တွင်ရိုးရလက်ဝဲကျိုးဝိုင်းစင်မြင့်ပေါ်ကိုတကြောပြန်ရောက်လာတာသူတို့ရဲ့ဝမ်းမှာကစားခဲ့တဲ့အနေထားကိုကြည့်နေသူတို့ flyweight တန်း135ပေါင်နဲ့ကီလိုနဲ့ဆိုရင်လည်း61ဝန်းကျင်လောက်ပဲအဲ့ဒီဟာနဲ့နေဆက်တဲ့ဝိတ်တန်းတစ်ခုမှာပြန်ပြီးတော့ရင်ဆိုင်ကြရမှာတချို့ကပြောကြတယ်တန်းစင်မှာကြောင့်ရိုးရလက်ဝဲတွေမထိုးလဲရိုးရလက်ဝဲမှာအောက်တက်မကြည့်ပဲနဲ့ဝမ်းဘာကြောင့်သွားထိုးလဲဆိုတဲ့အတန်အရင်တော့ထွက်ခဲ့ဘူးတယ်ပေါ့နော်ဘူးတန်းစဉ်ရိုးရလက်ဝဲကျိုးဝိုင်းပေါ်ပြန်ရောက်လာပြီအဲ့ဒီမှာတူးတဲ့ရိုးရလက်ဝဲမှာတော့ကျိုးဝိုင်းတစ်ပါးပိုရင်းတဲ့ပွဲလဲပိုမြတ်မြတ်ကစားထားတာများအဲမှုနေရင်ဆိုင်ရမယ်အဲ့တော့နှစ်ယောက်လုံးရဲ့အနေထားကသူတို့တွေ reform ပြန်လုံးနိုင်မလားတကြောပြန်လာနိုင်မလားကံဘက်ပြန်လာနိုင်မလားဆိုတော့ဒီပွဲကနေစပြီးတော့ဟိုအဖြေထုတ်ပေးသွားမယ်လို့ထင်တယ်အဲ့တော့ကိုကတော့ဒီပွဲကိုစိတ်ဝင်စားမိတယ်ပရိသတ်ကလည်းဒီလိုပွဲမျိုးကိုတော့ဘောနော်ဒါဖန်အနေနဲ့တေတာမျိုးတော့ရှားတယ်ဒါပေမဲ့တကယ်တမ်းထွက်လာတော့လဲစိတ်ဝင်စားတယ်ဆိုတဲ့အချက်ကိုတော့ကျွန်တော်ခုနပြောပြလိုက်မိတယ်ပေါ့နော်ပြောလိုက်မိအဲ့တော့ပြန်တော့ပရိသတ်ကလည်းဒီပွဲမှာဟိုရလက်ဆိုတာထက်ကစားမနှစ်ယောက် performance ကဘယ်လိုပုံစံနဲ့လာမလဲဆိုတာကိုပို့ပြီးတော့စိတ်ဝင်စားမယ်ထင်တယ်ပြီးအကိုပြောသားလို့ပဲ reform လုပ်တယ်ဆိုတဲ့နေရာမှာလဲတခါတည်းမှာကျွန်တော်တို့ရလက်အရာရှုံးပေမဲ့ပရိသတ်ကျေနပ်နိုင်မဲ့လက်စွမ်းမျိုးကိုကစားသမားနှစ်ယောက်လုံးစီကလက်ခံရရှိမယ်ဆိုရင်သူတို့နှစ်ယောက်အတွက်ကရောဒီရွက်လုံးဝပွဲနဲ့ပြန်ပြီးတော့ပြည်သက်ရှိကိုပြန်ရောက်လာမလားဒါလည်းစိတ်ဝင်စားမှုအပိုင်းတစ်ပိုင်းဖြစ်လိမ့်မယ် MV ကတော့တေးကြတဲ့ဒါကျွန်တော်တို့ဒီပွင့်လင်းရသည်မှာတောက်လျှောက်ပွဲထိုးခဲ့တဲ့အတွက်ပွဲမဝေးနေဘူးပြီးရင်ဒီ60ကီလိုရန်ပေါ့နော်60ကီလိုရန်မှာကလည်းသူ weight ထပ်မချခြင်းတော့တဲ့အခြေအနေမျိုးကိုလည်းဒါကျွန်တော်တစ်ခါပြီးခဲ့တဲ့ဒီပြည်နယ်ပွဲနေမှာကိုနန်ညဉ့်ညံ့နဲ့သူစီသွားတော့ဒီစကားပြောတော့ကျွန်တော်နားထောင်ခဲ့ဘူးလားရှိတယ်သူ weight ထပ်မချနိုင်တော့ဘူးချလို့လည်းသူအဆင်မပြေတော့ဘူးအဓိကကတော့ဟိုသူအားမရှိတာပေါ့နော်အဲ့ဒီပြဿနာကိုရေမဆိုင်နိုင်တော့တဲ့အတွက်ဝမ်းမှာလည်းသူသွားဖို့နည်းနည်းခက်ပြီးဆိုတာမျိုးဒါကျွန်တော်ကြားခဲ့ဘူးလေကိုနန်ညဉ့်ညံ့ရဲ့ဒီ interview တချို့မှာလည်းသူကျွန်တော်ထင်မယ် UK match day လာ interview တချို့မှာလည်းကျွန်တော်တွေ့နိုင်လိုက်မယ်အဲ့တုန်းက chicken breakers ဆိုသိလိမ့်မယ်အဲ့တော့ဒီကီလိုရန်ကတော့ဒီတန်းစံတော့မသိပေမဲ့အမီတော့ကတော့သူ့ရဲ့ပြောစကားကိုနားထောင်ခဲ့ဘူးတာကြောင့်သူစိတ်ကြိုက်ကီလိုရန်ဖြစ်နေတယ်လက်ရှိအချိန်တွေမှာလည်းဒါကျွန်တော်တို့တွဲဆိုင်ကျင်ညာထားတာတွဲဆိုင်ကတ်တာပြိုင်ပွဲကျင်းပမဲ့ရက်ကိုပြန်ပြီးတွက်မယ်ဆိုရင်နှစ်ယောက်စလုံးကအစင်းစင်းဖြစ်နေတဲ့ပုံစံမျိုးနဲ့လာမယ်လို့ထင်တယ်
အဲ့တော့ဘလို့အခြေအနေတွေကနေကျွန်တော်တို့ကစားသမား2ယောက်စီကနေ turning point တွေကိုမျှော်လင့်နိုင်မလဲအဲ့မိကုန်းမဖြစ်ခင်မှာထပ်ပြီးအရှိမကျွန်တော်မေးချင်တာကဘာလဲဆိုတော့ဘသူတာမယ်လို့ထင်တယ်လဲရက်ကွက်တော့နည်းနည်းဆန်လိုက်မဒီစကားဟိုကတော့ဘယ်သူတာမလဲဆိုတာတဲ့ဒီပွဲကဘယ်လောက်ကြည့်ကောင်းမလဲဆိုတော့ပိုစိတ်ဝင်စားတယ်နောက်တစ်ခုကဘာဖြစ်လို့လဲဝင်ကပြောသွားသလိုပေါ့နိုင်တာရှုံးတာထားလိုက်အောင်နှစ်ယောက်လုံးရဲ့ performance ဘယ်လိုရှိမလဲပေါ့ကိုတတိထားမိတာတခုရှိတယ်ပြီးခဲ့တဲ့နှစ်ပေါ့2025ဝင်းကျင်မှာထုံးမင်းနိုင်အဲ့ချိန်မှာဝမ်းမှာပွဲတွေမရဘူးပွဲတွေဝေးနေတဲ့အချိန်သူ9လပိုင်းမှာ MSC ပွဲထိုးတယ်တိမ်ပြူယုံမှာပဲကမ္ဘောဒီးယား fighter တင်တယ်သူနိုင်လိုက်တယ်ပြီးတော့ဒီ10လပိုင်းမှာ MLWC မှာထုံးမင်းနိုင်ထပ်ပွဲရတယ်ထိုင်း fighter ကိုသူနိုင်တယ်ကပတ်ရတယ်အဲ့ပွဲစဉ်နှစ်ပွဲပြီးသွားတဲ့အချိန်မှာသူဝမ်းကိုပြန်သွားတယ်ပြန်သွားတော့အရင်သူတောက်လျှောက်ရှုံးနေခဲ့တဲ့ဝမ်းမှာသူကိုတတိထားမိတာရလက်ကောင်းနေအများကြီးပြန်ရလာတယ်တောက်လျှောက်နိုင်ပွဲတွေရလာတယ်အဲ့ဒီ10လပိုင်းနောက်ပိုင်းကနေစပြီးတော့အဲ့တော့ဘာသွားတတိထားမိလဲဆိုတော့ကစားသမားတယောက်ဒီရှုံးပွဲတွေတောက်လျှောက်ရှုံးနေတဲ့အချိန်မှာဆိုလဲသူ့ကိုယ်သူ confidence ပြောက်တယ်စက် confidence ပြောက်သွားတယ်အဲ့တော့သူ့ performance လည်းကျသွားတယ်ထုံးမနိုင်က1နေနားလိုက်ပြီးဒီပြည်တွင်းမှာနိုင်ပွဲနှစ်ပွဲရလိုက်ပြီးနောက်ပိုင်း1ကိုတကြောပြန်သွားတဲ့အချိန်မှာသူ့ရဲ့စွမ်းဆောင်မှုသူ့ကိုယ်သူ confidence ရှိမှုတွေကပြန်ပြီးတော့ high လာတာတွေ့ရတယ်နောက်ဆုံးပွဲမှာဆိုရင်ဒီ Spain fighter နဲ့ထုံးမနိုင်ခြေထောက်နာနေဒူးနာနေတိတိတတ်တာကြီးပြမှတ်တယ်အဲ့ဒါကိုသူအဲ့ဒီဂျားတွေကနေရောင်းသူယုံပြသွားပြီးနိုင်သွားတယ်ပေါ့နော်အဲ့လိုစွမ်းဆောင်မှုမျိုးတွေထွက်လာအဲ့တော့ကိုကလည်းဒီအဲမွီတို့တန့်စင်တို့လည်းအဲ့လိုမျိုးပဲပို့ပြီးတော့မျှော်လင့်တယ်ဆိုတာကသူတို့တွေရဲ့ confidence တွေသူတို့ရှုံးမဲ့ဆက်ခဲ့ကြတာကိုအဲ့ဂျားတွေကနေပြန်ပြီးတော့ယုံထားနိုင်ဖို့ performance ကောင်းပြဖို့ပြည်သက်ကအားပေးမှုပြန်ရဖို့နိုင်ပွဲပြန်ရဖို့ဆိုတဲ့အနေအထားမျိုးပြန်ဖြစ်စေကြတယ်အဲ့ဒီအမြင်နဲ့ပဲကိုဟိုဟာလုပ်မယ်ဘဒူတာမလဲဆိုတဲ့ညီလေးမေးခွန်းဓာတ်ရိုက်ဖြေမယ်ဆိုတော့ကိုကတော့ဒီပွဲစဉ်ရွရွလက်ဝဲအောက်မှာလည်းဖြစ်တဲ့အတွက်တေချဖို့များတယ်ဒါပေမဲ့အဲမှုရဲ့မဟာခုံနေကျိုးဝိုင်းတပါတွေကတော့နိုင်စရာရှိလို့ရှိရင်အပို့ပြီးတော့ဟို percentage အနေနဲ့ဆိုတော့အဲမှုဘက်ကပို့ပြီး percentage များမယ်လို့ထင်တယ်တေချဖို့တော့ပိုများတယ်လို့ကိုကထင်တယ်အခုဆိုလို့ကျွန်တော် MV ပူတာမှာပေါ့နော် MV ကနိုင်မှုရခိုင်လုံးများနိုင်တယ်ထိုးပေါက်ရတော့တန်ပြန်လာမယ်ဒီကစားမ2ယောက်စလုံးရဲ့ပွဲတွေကိုဒါကျွန်တော်တို့တွေမဟုတ်ပါဘူးရွေးရပလိသက်တော်များများလဲရင်းနှီးနှီးကြည့်ဘူးရယ်မက်ဆီထဲလဲဆွဲထင်ချိုင်းလောက်နိုင်လောက်တဲ့စွမ်းဆောင်မှုရေမျိုးလဲကျွန်တော်တို့တွေ့ရဘူးရယ်ဒါပေမဲ့ဒီကျိုးဝိုင်းအတွင်းတကယ်ဂျင်းနဲ့ချက်တဲ့ရုံးကန်ရတဲ့အခါမျိုးမှာမရင်းထိုးရတာမျိုးဆိုတဲ့အချိန်မှာ turning point ကိုလုံနိုင်တာကြတော့ MV ကပို့ပြီးတော့အသာစီးဖြစ်ခဲ့လို့ထင်တယ်အထူးသဖြင့်ဒါကျွန်တော်လူကာစီတိုနဲ့ထင်တယ်ဘောနော်သူနော့ကောက်နှစ်ချိန်တပည့်နောက်တော့ဖြစ်ပါနောက်တော့ဖြစ်ပြီးတော့မှသူရင်းထိုးသွားတယ်တကယ်နိုင်ပွဲပေါ့နော်ဂျင်းနဲ့ချက်တဲ့ရတယ်ဒါပေမဲ့တန်းစင်ကိုပြန်တွေးကြည့်တဲ့အခါကျတော့အမားတွေပေါ့နော်ဒီအမားရင်းတသေးလေးတွေကနေရောပေးဆက်လိုက်ရတာကြီးကြီးမားမားဖြစ်သွားတာမျိုးတွေကတပွဲမကနှစ်ပွဲမကတွေးရတာမျိုးရှိတယ်တခါတည်းမှာဒီပုံစံမမှန်တဲ့ bubbles တွေလိုမျိုးကိုမြင်ရတာကလည်းရိုးရဟန်မှာကြတော့ဒါကြီးကတမျိုးဖြစ်နေရဆိုတဲ့အမြင်မျိုးလည်းဒါကျွန်တော်တို့မြင်ရအဲ့တော့အဲ့လိုဂျင်းတဲ့ချက်ထဲမှာရုံးကန်နိုင်လောက်တဲ့အခြေအနေမျိုးတွေကိုစသဖြင့်အချက်ပေါင်းစုံကိုတွေးပြီးရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အခုပြောသလိုဟုတ်တယ် MV တာကောင်းတာနိုင်မယ်ဖြစ်နေအဲ့တော့ performance ဘိုင်းကိုကျွန်တော်တို့တစ်ချက်တွားဆွေးနွေးကြည့်အောင် performance ရ share မယ်ဆိုလို့ရှိရင်ကစားသမား2ယောက်ရဲ့လက်ရှိတွားနေတယ်ပေါ့နော်တွားနေတဲ့နေရာမှာတန်းစင်ကတော့တကယ်ပွဲဝေးပြီပွဲဝေးထားတယ်အဝေးပဲဒါ MV ရကြတော့အဲ့လောက်ကြီးလည်းမဟုတ်ဘူးသူနောက်ဆုံးထိုးတာ4လပိုင်းဆိုတော့အခု8လပိုင်း4လပေါ့ထားတယ်တို့ဒီ MV ကျတော့အဲ့ချမ်းမှာဒီတန်းစင်နဲ့ရှင်လို့ရှိရင်ပွဲနီးတယ်ပြီးသူထိုးလာခဲ့တဲ့ fighter တွေကလည်းဒါကျွန်တော်စူပါအေဂျင့်တို့ဘာလို့ပါတယ်စူပါအေဂျင့်ပါတယ်ဆောမင်းမင်းရှိတယ်မင်းထအောင်ရှိတယ်မင်းထအောင်ရှိအဲ့တော့တကယ်သူ့ကိုသူဘာလုံးနိုင်လဲဆိုတော့မေကွန်ထုတ်ပြနိုင်လောက်တဲ့ fighter မျိုးတွေနဲ့ရှင်ပြိုင်ထားတာပေါ့နော်ဒါလက်ရှိလေ့ကျင့်မှုအပိုင်းကိုတော့ဒါကျွန်တော်တို့တိတိကျကျမသိရသေးဘူးအဲ့လိုအရာမျိုးတွေနိုင်ရှင်ကြည့်တဲ့အခါမှာရရင်ရောကျွန်တော်တို့က performance ကောင်းမြင်ရဖို့အတွက်ဆိုလို့ရှိရင်ဘယ်အားပို့ပြီးလေးတာနေမလဲတေးကြတယ်အဲ့တော့ညီလေးမေးတယ်မေးခွန်းထဲမှာတော့အဖေပါဝိုက်လို့တဲ့အဲ့မှုကပွဲလဲတောက်လျှောက်ကစားနေတယ်နောက်ပြီးတော့ဘယ်လိုပဲပြောအဲ့မှုနဲ့တန့်စင်မှာစိတ်သက်ပိုင်းဆိုင်ရာအဲ့မှုဆိုရင်လည်းအဲ့မှုကအပေါ်စီးရနေပါဟိုတန့်စင်ကသူ့ရဲ့နောက်တက်နောက်ပေါက်ပေါ့နော်အသက်ရွယ်ရာဆိုလဲငယ်တယ်ကြိုးဝိုင်းရိုးရလက်ဝေးကြိုးဝိုင်းထဲမှာထိုးထားတဲ့သဘာအရာဆိုလဲဟိုဖြစ်တယ်ဟိုစိတ်သက်ပိုင်းဆိုင်ရာရောဒီပွဲဆက်များနေတာရောရစိတ်သက်ပိုင်းအသာစီးရမှုကတော့အဲ့မှုရပဲအသာစီးရနေပါပဲအဲ့တော့အခုခုနပြောရသလိုပေါ့နော်ဒီတန်းစင်ကတော့ဂျူနီယာပူကြတယ်အဲ့မိကတော့စီနီယာဖြစ်တယ်ဘာတန်းစင်ဒီအကောင်မောက်ပေါ့နော်ဒါကလေးအရွယ်ကလေးတက်တက်နေကြီးရဲ့အရွယ်တွေကအဲ့မိကဒါ WC လိုပြန်ဝဲမျိုးတွေမှာထိုးနေပြီနေပွဲရေဆိုလဲဒါတော်တော်များများပြိသက်တိနေပြီအဲ့ကနေဆက်မှာဒါ mainstream ပေါ်ရောက်လာတယ်မျိုးပေါ်ရောက်လာလို့ပြောလို့ရတဲ့အခြေအနေပေါ့အဲ့တော့ဒါကျွန်တော်တို့ဒီလက်ဝဲမှတ်တမ်းတွေကိုပြန်ကြည့်တဲ့အခါမှာရောစီနီယာတယောက်ကို
ဂျူနီယာတယောက်ကနိုင်လိုက်တဲ့မှတ်တမ်းမျိုးမရှိဘူးလားရှိတာပေါ့အားမျိုးတွေလည်းအများကြီးရှိတာပေါ့ဘာလို့လဲဆိုတော့စီနီယာတွေကိုပဲဂျူနီယာတွေကကြော်ပြီးချန်ပီယံသစ်တွေဖြစ်လာကြတာပဲဟုတ်ကဲ့ရှိပါတယ်အခြေအနေချင်းကွာသွားမယ်ပေါ့နော်ဆိုကြပါစို့ဒီဂျူနီယာစီနီယာတွေကြာနေတဲ့အချိန်မှာတက်လာတဲ့ဂျူနီယာတွေကနိုင်တာမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးတွေကတော့ဒါကျွန်တော်တို့ဒီမှာမှလည်းမဟုတ်ဘူးကမ္ဘာဒီမှာ level တိုင်းမှာရှိပါတယ်နိုင်ပဲရှိမှာပဲဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာဆိုရင်ရောဂျူနီယာတယောက်ကစီနီယာတယောက်ကိုနိုင်လောက်တဲ့ပွဲမျိုးတွေနိုင်ခဲ့ဘူးတဲ့မှတ်တမ်းမျိုးတွေရောရှိလားကိုအခုကွာစီနီယာဂျူနီယာဆိုတော့ကိုတို့ကသူတို့ထိုးသက်တွေပွဲရည်တွေတင်နေတာပြောတာအမြဲကိုမြင်ရတော့ဒီဟာလေသူတို့ဒီလူငယ်တွေမဟုတ်တော့လူငယ်ပွဲထိုးတဲ့အဆင့်မဟုတ်တော့အသက်ကွာကောင်းသွားမယ်ပွဲရည်တွေကွာကောင်းမယ်နှစ်ယောက်လုံးဒီ1 championship လိုနေရမျိုးမှတော့9ပွဲတွေ6ပွဲတွေထိုးထားပြီးသားဝေတန်းတူလို့ရှိရင်ဘယ်သူမှရှောင်စရာမလိုတဲ့အနေထားမျိုးဥမာMUE နဲ့တန်းစင်ဖြစ်တယ်တန်းစင်ကို MUE နဲ့တဲတယ်ဒါထိုးရမှာလေဝေလည်းမကွာဘူးတန်းစင်ကိုသူ့လက်ပို့ပြီးစီနီယာမြင်းနဲ့ဥမာထွန်းမင်းနိုင်နဲ့တဲလေထိုးရမှာပဲစူပါရေချမ်းနဲ့တဲလေထိုးရမှာဒါရှောင်လို့ရတဲ့အနေထားမျိုးမဟုတ်တော့ဘူးကိုကတော့အလိုမြင်တယ်အဲ့တော့တန်းစင်မှာလည်းအခွင့်အရေးမရှိဘူးတော့မဟုတ်ဘူးအခွင့်အရေးရှိတယ်ဒီလက်ဆွမ်းကလည်းအရန်အကွာရတော့မဟုတ်ကွာနေတာပါလဲဆိုတော့မာကုံနေရင်းနဲ့ကြက်ထဲမှာရုံးနိုင်တဲ့ဆွမ်းနေနှစ်ယောက်လုံးကိုယ့်အမြင်ပြောရင်နှစ်ယောက်လုံးမှာတော့အမားလေးရှိတယ်ဥပမာစူပါရေချမ်းဆိုလဲသူလိုက်နေနေလက်ကျနေတာမျိုးတွေဂျောပွင့်နေတာမျိုးတွေရှိတယ်နောက်အဲ့ဒါကြောင့်လဲဒီအမှုနောက်ဆုံးနှစ်ပွဲဆိုဝူဒီခရိုင်နဲ့ပွဲမှာလဲဒိုင်ပွဲရက်နဲ့ရှုံးနေပထမချီတယ်လားဝူဒီခရိုင်ပြီးတော့မှမုတ်ကိုအလဲတို့ခံပြီးရှုံးနေရှေ့မှာကိုင်ဟာဘက်ကော်တုံရှုံးနေအဲ့ဒါတွေဘာဖြစ်လဲဆိုသူပွင့်လာတယ်တန်းစင်ဘက်ကိုပြန်ချင်းလဲဒီတိုင်းပဲပထမဆုံးနှစ်ပွဲမှာတော့သူနိုင်လိုက်တာနောက်ဘက်ဝဲတွေကြတော့တန်းစင်မှာလည်းအားနေချက်တွေရှိလာတယ်နောက်ဆုံးဂျာရချိုင်းနဲ့ပွဲဆိုတော်တော်ရုပ်ရက်ဆင်းမြတ်ပဲဘလို့မှလက်ရည်ရှင်လို့မရတဲ့အနေထားနဲ့ဂျာရချိုင်းကိုတန်းစင်ရှုံးလာတာအားနေချက်တွေကတော့သူရှိကိုရှိပဲအားနေချက်တွေဂျာထဲမှာဘယ်သူကအမှားနဲ့အောင်လုံနိုင်မလဲဘယ်သူကအခွင့်အရေးကိုကောင်းကောင်းအသုံးချနိုင်မလဲဆိုတဲ့ဟာဒီစီနီယာတွေဂျူနီယာတွေပွဲများတယ်ပွဲနေတွေဆိုတာတွေတက်ပို့ပြီးဒီပွဲကိုဆုံးဖြတ်ပေးသွားမယ်ပဲထင်တယ်နော်ပြီးရင်နှစ်ယောက်စလုံးက all round fighter ဖြစ်တယ်လို့မြင်လားဒါမှမဟုတ်တဘောကောင်းပဲချောင်းစောပြီးရဲ့အထိချောင်းစောတော်တဲ့ fighter လို့မြင်လားပြီးရင်အဲ့မှာထပ်ပြီးပေါင်းမေးချင်တာကအမှားကိုတွေးတဲ့အခါမှာအတိအကျအသုံးချနိုင်တဲ့ပွဲမျိုးတွေရှိခဲ့ဘူးလားပြန်ဘက်အမှားကိုတွေးတဲ့အခါပြန်ဘက်အမှားပေါ်မှာအခွင့်အရေးယူနိုင်တဲ့ဟာလေးတော့တာလို့ရှိရင်ဖြီးတဲ့ပုံစံတော့ရှိတယ်ဒါပေမဲ့တောက်လျှောက်နေနေတဲ့အနေထားကနေကမ်းမပြန်လာနိုင်တာမျိုးမှကြတော့တန်းနေတဲ့ဆိုင်အမှုရကိုလောက်ပြထားနိုင်တာလေးတွေတွေ့ရတယ် all round fighter လားဆို all round fighter လို့ပြောမယ်ဆိုရင်အမှုတဲ့ဆိုင်တန်းစင်ကိုပြောလို့ရတယ်တန်းစင်ကဒီကန်ချက်ပိုင်းတွေပဲကြည့် low kick high kick body kick အကုန်ကန်နိုင်တယ်လက်သီးတွဲလုံးတွေလည်းတကယ်စနစ်တကျထွက်တယ်တန်းစင်အားလည်းချက်ကဒီအားလုံးလည်းသိပါတယ်မာကုံလေးရော့တာစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနည်းတာတန်းစင်နဲ့ရှင်လိုက်လို့ရှင်တော့ဒီအမှုရတော့သူကတော့တပေါကောင်းပို့ပြီးထိုးခြင်းတယ်ဒီလက်သီးကိုပို့ပြီးအားပြုတယ်ကန်ချက်တွေဆိုတာတဲ့ဒီရိုးရလက်ဝဲပွဲတွေမှာတော့အမှုရပါဖြစ်လက်သီးအားပြုတယ်ကလစ်ချင်းဝင်မယ်ဂျူတိုင်းမယ်ဆိုတဲ့အပိုင်းကိုသွားတယ်ဒီကစားပေါက်ထိုးပေါက်စုံခြင်း all round fight အဲ့ဒါဖြစ်ခြင်းဆိုတော့တန်းစင်ပို့ဖြစ်တယ်ဟုတ်ကဲ့အဲ့တော့ဒါကျွန်တော်နည်းနည်းကစားပေါက်ပုံစံပိုင်းသွားကြည့်ရအောင်သွားကြည့်တဲ့အခါမှာအဲ့လိုဂျင်းနဲ့ကျိုးဝိုင်းပေါ်မှာတော့တေးကြတယ်ကျွန်တော်ဘယ်သူအကြာကြီးခံလဲပေါ့နော်အကြာကြီးခံတဲ့လူကအကြာကြီးကြက်ခံနိုင်တဲ့လူကကြံခဲ့တာပဲသူတို့ယူရလက်ဝိတ်မှာဆိုရင်ပို့ပြီးတော့စနစ်ဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးယူရလက်ဝိတ်မှာကကျွန်တော်တို့ဒီဝမ်းမှာတစ်ချိန်လုံးရှောင်ခဲ့ရတဲ့ခေါင်းတိုက်ပြန်ပါလာပြီအဲခေါင်းတိုက်တဲ့ကိစ္စနဲ့ခေါင်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးကြည့်မယ်ဆိုရင်အနီးဆက်ဆုံးရှင်ပြိုင်ထားတာအမှုဖြစ်နေတာအဲ့တော့ဒီဟာကအားသာချက်ဖြစ်လာနိုင်လားမဖြစ်လာနိုင်လားဆိုတာကိုအရေးကြီးတဲ့အပိုင်းစားတစ်ခုအနေနဲ့ဆွဲထုတ်ပြီးတော့မဆွေးနွေးချင်ဘူးဒါပေမဲ့ clinch ပိုကောင်းတဲ့ Amy တွေဒီဟာကလောက်ကွက်ပိုရလာနိုင်လားပြီးရင်သူအရှင်းမှာလုံနိုင်လောက်တဲ့ပွဲမျိုးတွေကလည်းသူအနေနဲ့အဆက်ဆုံးပြိုင်ထားရတယ်ပေါ့အမှန်နဲ့ကလစ်ချင်းတာတဲ့အပြင်ကလစ်ချင်းတာတယ်ပြီးတော့ရိုးရလက်ဝဲမှာခေါင်းလိုက်ပါတယ်ပြီးခေါင်းလိုက်မှာပါအမှုရတော့တာသွားမယ်တန်းနေနေကြတော့ရိုးရလက်ဝဲပွဲနဲ့ဝေးတာတော်ကြာသွားပြီကိုထင်းနေနှစ်နှစ်လောက်ကိုအနည်းဆုံးရှိသွားပြီအဲ့တော့အဲ့ဒီဘိုင်းမှာတော့အမှုရတာမှာပဲဟုတ်ကဲ့အဲ့တော့အဲ့ဒီရဲ့ဘယ်အားနေချက်တွေကရောဒီတန်းစင်အတွက်အားသာချက်ဖြစ်လာနိုင်မလဲအဓိကတော့အမှုရဲ့အားနေချက်ဆိုတာတော့ကမ်းမလို့လားဒါကတော့1 championship ပွဲတွေနဲ့ပတ်သက်ပြီးသူနဲ့ပတ်သက်လို့သုံးသက်လို့ရှင်လဲကိုနဲ့ညီနဲ့အမြဲတမ်းထည့်ပြောပြတယ်လက်ကြတယ်ကမ်းမလို့သူတိုက်စစ်ဖွင့်တဲ့အချိန်မှာအလုံးစုံဖွင့်လေးရှိတယ်အမှုရအဲ့ဒါသူရဲ့အားနေချက်အဲ့ဒါကမိမိရစုံကိုင်းနိုင်မယ်ဆိုတော့တန်းစင်အတွက်အရိဟာတီတန်းစင်အတွက်အားသာချက်ဖြစ်သွားမယ်လို့ထင်တယ်အဲ့မှာဒီနှစ်ယောက်စလုံးကစားပုံပေါ့နော်ဒီပုံဖော်ကြည့်တဲ့အခါမှာတန်းစင်ကတော့ပွဲဥဆောင်သူဖြစ်လာလိမ့်မယ်အမှုရတော့စောင့်ကစားတဲ့ fighter ဖြစ်လာလိမ့်မယ်ဒါပေမဲ့နှစ်ယောက်
ရှင်ထိုးတဲ့အချိန်ပေါ့နော်ရှင်ထိုးတယ် Facebook page ဖြစ်သွားတဲ့အချိန်မှာကျတော့ MU ကအတွင်းဝင်တယ်အဲ့ဒီအချိန်မှာကျွန်တော်တန်းစင်ကဒီ jet ပေါ့နော် jet ဒီ volume strike ပြများသွားနိုင်တာတော့၎င်းတော့ gallant ဒူးတွေလွတ်တာတော့၎င်းအတွင်းခတ်တာတော့၎င်းအမြင့်ကန်တာတော့စသည်ဖြင့်အမျိုးမျိုးတုံးနိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဒါကဒီအကွာဝေးတစ်ခုအတွင်းမှာပဲကန်တာရောတိုက်တာရောအဆင်ပြေလိမ့်မယ်ဒီပြီးရင်တန်းစင်မှာက jet တွေထိုးတာအပိုင်းမှာတော့ကျွန်တော်အားနေတယ်တိတ်လည်းမတွေးလေတွေးတာမရှိဘဲနဲ့ jet မဟုတ်တဲ့အခြားဒီလက်သီးတွဲလုံးတွေကိုပဲတွေးရတာများတယ်လို့ထင်အဲ့တော့တန်းစင်ကသူတိုက်စစ်ကိုစတယ်သူသွားနေတဲ့အချိန်မှာအဲ့မှုကအတွင်းဝင်လာမယ်ပြီးသူ့ရဲ့ clinch နဲ့ပေါင်းမယ်အခြားပြီးရင်ဒီပင်လက်သီးနှိုက်မယ်ဆိုလို့ရှိရင်ရောအဲ့ဒီဟာတန်းစင်တော့တကယ်အားနေချက်ကြီးဖြစ်နေမလားဖြစ်နိုင်ပါတယ်ဒီလေးပြောတဲ့ဟာအဲ့ဒီဟာအားနေချက်ဖြစ်သွားနိုင်တယ်နောက်ဒီလေအခုမေးတော့လေခုစိတ်ထဲမှာပေါ်လာတာတခုရှိတယ်သူတို့နှစ်ယောက်နဲ့ပတ်သက်သူတို့ရဲ့ပွဲစဉ်တွေကိုကြည့်တဲ့အခါမှာတတိထားမိတာနှစ်ယောက်လုံးမှာတူညီတဲ့အားနေချက်တခုရှိတယ်အဲ့ဒါဘာလဲဆိုနှစ်ယောက်လုံးကောင်းတာမကစားတတ်ဘူးသူတို့အတက်ကင်သွားလို့ရှိရင်ကောင်းတယ်သူတို့ဖိကစားတဲ့အချိန်တွေမှာကောင်းတယ်သူတို့ကောင်းတာပြန်ပြီးတော့ကစားတဲ့အချိန်မှာမလုံဘူးရော့တယ်စနစ်မကြဘူးအဲ့ဒါကြောင့်လေသူတို့တောက်လျှောက်ဒီဝမ်းမှာရှုံးခဲ့တယ်လို့ကိုကမြင်တယ်နှစ်ယောက်လုံးကောင်းတာမကစားတတ်ဘူးအဲ့တော့ဒီပွဲစဉ်မှာတန်းစင်ကအတက်ကင်ပိုဦးစားပေးမယ်လို့လည်းကိုမထင်ဘူးအဲမှုဒီလည်းအတက်ကင်ကိုတန်းစင်အပြိုင်ဖွင့်မယ်ဖွင့်ပြီးတော့တန်းစင်ကသိကြတယ်ငုနာပြောရတဲ့အချက်တွေလိုပဲတန်းစင်ကဒီမာကုံပိုင်းလေးရော့တယ်အဲ့တော့အဲမှုရလည်းသိထားမယ်သိထားမဲ့အတွက် तू distance တစ်ခုပေးမှာမဟုတ်ဘူး close range ကိုမရမကောက်ဝင်မယ် तू က glitch ချင်းနဲ့တာတယ်အဲ့တော့ဒီအဲမှုရလည်း counter ဆောင်းနိုင်မယ်လို့ကိုမထင်ဘူးအတက်ကင်ကိုပဲအပြိုင်ဆောကြလိမ့်မယ်နှစ်ယောက်လုံးဒီအတက်ကင်ကိုလူကစားမယ်သူတို့ကောင်းတာကစားခဲ့ရင်ဘတ်ဖူးပေါ်ရောက်သွားတဲ့ကစားသမားလည်းဒီဝဲမှာအော်တိုနှိပ်သွားမယ်လို့ပဲထင်တယ်ဟုတ်ကဲ့ကိုအဲ့တော့ရှာလက်နဲ့ပတ်သက်ရင်တော့လေဒါခုနပြောလို့เนาะဒီပွဲတွင်းမှာဆိုလို့ရှိရင် ME တချို့အချိန်တွေကြောင့်တာကောင်းတာနိုင်တယ်တန်းစင်ရလည်းတချို့အချိန်တွေမှာတာကောတာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးသုံးသက်သွားတာလေအချိန်မှာရှိရအဲ့တော့ ME ကရောဘလို့အခြေအနေတွေကနေတန်းစင်ကိုအလဲထိုးနိုင်မလဲအဲ့ဒါကိုလေအခုမြင်သိတယ်အဓိကတော့ तू အတွင်းဝင်ရမလားဆိုတာပုံမူကြည့်တယ် तू လက်သီးလက်ကန် तू အားတာတယ်လက်သီးလက်ကန်ကိုရောက်လာမလားခုနကလစ်ချင်းတွေလုံးလို့ရမလား तू ဆွဲလိုက်တာတွေခေါင်းရိုက်တာတွေအဲ့လိုအနေထားမျိုးတွေဝင်လို့ရရင်တော့အဲ့တာသွားမယ်နိုင်တဲ့အထိလည်းဖြစ်သွားနိုင်တယ်ဟုတ်ကဲ့ပြီးရင်ပွဲတော့အရေးကြီးဆုံးအရာကတော့ training ဘလောက်မိထားလဲပေါ့နော်ပွဲနီးချင်းဝေးချင်းဆိုတာတဲ့ game ပေါ်မှာအများများပါဝင်ပတ်သက်နိုင်မှု game ကိုစီစီပိုးပိုးသွားနိုင်မှု range dominant လုပ်နိုင်မှုစတဲ့အချက်တွေကိုကြည့်မယ်ဆိုလို့ကျ training ဘလောက်မိထားလဲပြီးရင်ပြိုင်ဘက်အကြောင်းကိုလေ့လာထားတယ်ပြီးပြိုင်ဘက်အကြောင်းကိုလေ့လာရဆိုတဲ့နေရာမှာလဲကစားသမားတွေမဟုတ်ပဲကစားသမားကိုလေ့ကျင့်ပတ်ကင်ပေးနေတဲ့နီးပြတော်၎င်းဆရာတော်၎င်းဒါကလည်းအရေးပါတဲ့အခြေအနေဖြစ်တယ်အဲ့တော့ ME training မိနေလားမမိနေလားဆိုတာကတော့ကျွန်တော်တို့ကဒါလက်ရှိမှာဝေးနေတာဖြစ်တော့ပွဲတွင်းရောက်မှပဲသိရမှာတန်းစင်ကတော့ training မိနေရဆိုတာတော့သိကြတယ်ဒါပေမဲ့ရွက်လုံးနဲ့ဝေးထားတယ်တကယ်ဂျင်းတဲ့ချက်ထဲမှာရှင်ပြိုင်လိုက်တိုင်းရုံးကန်ရလိုက်တိုင်းအမြဲတမ်းအခက်အခဲဖြစ်နေတဲ့တန်းစင်ကဒီဒီချိန်မှာရောဒီအချက်ကိုပြင်နိုင်မှာမလားဘာကြောင့်လဲဆိုတော့ကျွန်တော်ပြန်ပြီးကြည့်တဲ့အခါမှာကျတော့ဒီမွန်ပီနယ်တို့ကင်ပီနယ်တို့ဆိုတာပွင့်လင်းရသည်မှာလောက်ပွဲတွေတောက်လျှောက်ရှိရဲမထိုးကမကန်ရဘူးစင်မတက်ရဘူးခဲ့ဘူးဆိုရင်တော့မှပဲဒါအခုလူနေနေတော့၎င်းသက်ဆိုင်ရာတကယ်ချင်းလက်ဝဲသမားရဲ့ပွဲဆိုတော့လိုက်ကြည့်နေရတာမျိုးတွေရှိတယ်ဒီမှာကတော့ဒါကျွန်တော်တို့ရန်ကုန်မှာကတော့ဂျိုးကလက်ဝဲပွဲကြည့်ရဖို့ဆိုတာခေတ္တနဲ့တော့ခဲရင်တယ်ပြီးရင်အငယ်ပွဲတွေပဲရှိတယ်ဒီနေ့ကြာသွားရန်ဒီနေ့ကြာသွားအငယ်ပွဲတွေပဲကြည့်ရတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အခြေအနေချင်းကတော့မတူညီကြဘူးပြီးရင်ပွဲကိုချင်းကတ်တဲ့ပုံချင်းကလည်းမတူညီကြပြန်ဘူးအဲ့တော့နောက်ဆုံးအပိသက်အမေးချင်တဲ့မိကွန်းတစ်ခုရှိတယ်တရေဆိုတော့ရလက်မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်အကိုဘသူ့ကိုအနိုင်ပေးခြင်းလဲကိုကတော့အမွေပေးခြင်းလဲအနိုင်ပေးခြင်းလဲအမွေကိုကိုကြိုက်မိတယ်ဒီပွဲတဲ့လားဟုတ်ကဲ့ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်စိတ်ထဲမှာလည်းဒီကျွန်တော်တို့ဒီတူးတဲ့ choice ပေါ့နော်တူးတဲ့စိတ်ခံစားမှုရောအဲ့မိတာဝမယ်လို့ထင်တယ်ဒါပေမဲ့တန်းစင်ဘက်မှာရှိတဲ့ PR ကိုကျွန်တော်တစ်ချက်ထည့်တွက်မယ်ဆိုရင်ရောသူကလက်ရှိမှာဝေဖန်ခံရမှုအများဆုံး fighter အဖြစ်ရှိတယ်ဟိုဝမ်ချက်မြတ်ရှင်မှာအခြားကစားသမားတယောက်ရှုံးပြီဆိုလို့ရှိရင်တော့တန်းစင်နဲ့နိုင်ရှင်ပြီးပြောထားရှိတဲ့အရာတွေကတဖြည်းဖြည်းနဲ့ social media မှာအရင်များလာတယ်ပေါ့နော်ဒါတွေကိုလည်းသူရင်ဆိုင်နေရတဲ့ကစားသမားဖြစ်တယ်အဲ့တော့ဒီပွဲကသူတက်မဖြစ်မနေဆိုတဲ့စိတ်မျိုးနဲ့လာမယ်ဆိုရင်ရောဒီရလက်ကျွန်တော်တို့မျှော်မှန်းထားတဲ့ရလက်မျိုးကဖြစ်နိုင်မှာအဲ့လိုမျိုးလဲကျွန်တော်တွေးကြည့်ပြီးဟိုတန်းတင်ကတော့အရင်နိုင်နေတယ်ဆိုတာဒီပွဲတော့နိုင်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ကအခု MNWC မှမဟုတ်ပါဘူး1မှာဟိုတခရုကိုရှုံးတယ်စူရီယန်လန်နဲ့ကြာရင်တော့သူနိုင်မှဖြစ်မယ်ဆိုတဲ့စိတ်ဝင်ပြီးသွားခွန်ပုံတိုင်းနဲ့ပွဲပြီးသွားလို့ချင်းဂျာရက်ချိုင်းနဲ့ပွဲဘာလို့လဲဆိုသူရှုံးဝဲဆက်လာပြီလေရှုံးဝဲဆက်လာတော့ဒီတပွဲတော့နိုင်အောင်လုပ်ရတော့မယ်ဆိုတဲ့စိတ်ကြီးနဲ့သူကြိုးဝိုင်းနဲ့ဝင်လာတယ်အဲ့အချိန်မှာကိုဘာသွားတွေ့ရလဲဆိုအဲ့စိတ်ကသူ့ pressure ပေးတာခါတိုင်းထက်တောင်မှသူပို့ပြီးတော့အမားတွေများလာဥပမာဂျာရက်ချိုင်းနဲ့ပွဲမျိုးဆိုလေဂျာရက်ချိုင်းကောင်းတာမှန်ပေမဲ့သူမှားတာတွေလည်းပါတယ်စူရီယန်လက်နဲ့ပွဲမှာလည်းဒီတိုင်းပဲ
ပြောမယ်ဆိုကဒါမှနှစ်ယောက်ပေါ်မှာရှိတဲ့ pressure အဲ့မှုပေါ်မှာတလောက်မရှိဘူးအဲ့မှုကဝမ်းနဲ့ဝေးသွားတာနည်းနည်းလေးကြာသွားပြီဂျားထဲမှာပြည်တွင်းပွဲတွေမှာသူလုံးစရာကြီးတာတွေတော်တော်များများလုံးပြခဲ့ပြီးသွားတယ်တန်းစင်ပြီးခဲ့တဲ့4လပိုင်းမှာထိုးထားတာ4လပိုင်းနဲ့အခုဒီမှာအားတော့ဝမ်းမှလည်းမနိုင်ဘူးရိုးရလက်ဝဲမှာတော့ပြန်လုံးပြမှဆိုတဲ့ PR တန်းစင်ပေါ်မှာရှိနေတယ်အဲ့ဒါတွန်းအားဖြစ်လာမလား PR ဖြစ်လာမလားဆိုတာတော့တန်းစင်ရဲ့ပေါ်မှာပဲဒီကမူတည်တယ်ကိုကတော့အဲ့ဒီဟာတစ်ချက်ကြောင်းတော့သူဒီဟာမှာရလက်ကောင်းသွားမယ်လို့မထင်ဘူးဖြစ်ချင်းဖြစ်လို့ရှိရင်အဲ့ဒါကတော့သူ့အတွက် PR ဖြစ်သွားမယ်လို့ပဲထင်တယ်အမှားနဲ့အောင်ဘယ်လောက်ပြင်ဆင်လာမလဲပြင် training မိလားပြင်နောက်တစ်ချက်ကကျတော့ဂျင်းနဲ့ချက်ထဲရောက်ရင်လက်လျှော့တယ်လို့တော့မဟုတ်ဘူးပေါ့နော်ဂျင်းနဲ့ချက်ထဲရောက်တဲ့အခါတိုင်းရုံးကန်ရတဲ့အခါတိုင်းမှာသူ့အတွက်ခက်ခဲသွားတဲ့အခြေအနေကိုလောဝိသမားတယောက်အနေနဲ့ပြောင်းပြန်လှန်နိုင်မလားဒီကျွန်တော်တို့လောဝိပရိသတ်တွေလောဝိပွဲတွေကိုကြိုက်ကြတယ်ကြီးကြတယ်အားပေးကြတယ်ဆိုတဲ့အရာကလည်းဒီလိုဂျင်းနဲ့ချက်ထဲမှာဘယ်လိုရုံးကန်ပြနိုင်လဲဆိုတာကိုကျွန်တော်တို့ကြိုက်နှစ်သက်ကြတာပေါ့နော်ဒီတိုင်းအသာစီးယူပြီးထိုးသွားတယ်အသာစီးယူပြီးထိုးသွားတယ်ဆိုတာမျိုးကတော့တေးကြတယ်တာနေတော့တာနေရဲ့ fighter တိုင်းကအလုံးနိုင်ပါပဲအဲ့တော့ဂျင်းနဲ့ချက်ထဲမှာဖြစ်ပေါ်လာတဲ့အခက်အခဲကိုဘယ်လိုမျိုးအပြောင်းလဲလုပ်ပြီးဖြေရှင်းနိုင်မလဲဒါကလည်းဒီပွဲမှာအဖြေဖြစ်လာမယ်လို့ထင်တယ်အဲ့တော့ပြည့်စုံဖြေချပေးခဲ့တာကျေးဇူးတင်ပါတယ်ဗျာကျေးဇူးပါစောင့်မျှော်အားပေးကြည့်ရှုခဲ့ကြတဲ့ဒါကျွန်တော်တို့ House of Warrior ရဲ့ပရိသတ်တူဦးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်တို့တင်ဆက်ခဲ့တာကိုလည်းကျွန်တော်အားနဲ့လို့ယုံကြည်ပါတယ်ပွဲပြီးရခါကျွန်တော်ပွဲပြီးသုံးသက်ချက်နဲ့အတူပြန်လဲတင်ဆက်ပါမယ်အားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်